တနေ့မှာနာမည်ကြီးပကြီးဆရာတဦးကသူ့ရဲ့ပကြီးကားကိုလူသွားလူလာများတဲ့လမ်းဆောင်တစ်ခုမှာချထားလိုက်တဲ့အောက်မှာစာတစောင်ကိုခြံထားခဲ့တယ်ဒီပကြီးကားထဲမှာအမှားတစ်ခုခုတွေ့ရင်အမှတ်သားပြုပေးပါတယ်ညနေပိုင်းမှာသူပြန်စစ်ဆေးဖို့လာတယ်သူမြင်လိုက်ရတာကသူ့ကိုရင်ခွဲစေခဲ့တယ်ပကြီးကားတစ်ခုလုံးအမားတွေကိုညွှန်ပြထားတဲ့အမှတ်သားရပေါင်းများစွာနဲ့ဖုံးလွှမ်းနေတဲ့ပကြီးဆရာကတိတ်ဆိတ်စွာကောက်ယူပြီးအိမ်ပြန်သွားတယ်သူစိတ်တက်ကြသွားပြီးအားငယ်သွားတယ်ပကြီးဆွဲတာကိုရက်လိုက်တယ်လတွေကြာလာတယ်သူ့ရဲ့ပါရမီအပေါ်ယုံကြည်မှုတွေအားလုံးဆုံးရှုံးခဲ့ရတယ်တနေ့မှာသူ့မေကသူ့ဘေးမှာထိုင်ပြီးတခုခုကွဲပြားတာမျိုးစမ်းကြည့်ရအောင်လို့ပြောတယ်သူမဆက်ပြောတယ်ပကြီးကားတစ်ခုကိုအဲ့ဒီနေရာမှာပဲထားလိုက်ပါဒါပေမဲ့ဒီတစ်ခါစာကိုပြောင်းလိုက်ပါတယ်ဒါနဲ့နောက်တနေ့မနက်မှာသူအဲ့ဒီအတိုင်းလှုပ်လိုက်တယ်သူလမ်းစုံမှာပကြီးကားတစ်ချက်ချလိုက်တယ်ဒီတစ်ခါစာထဲမှာဒီပကြီးကားထဲမှာအမှားတစ်ခုခုတွေ့ရင်ကျေးဇူးပြုပြီးပြင်ဆင်ပေးပါလို့ရေးထားတယ်ပြီးတော့သူထွက်သွားတယ်ညနေပိုင်းမှာသူ့မေနဲ့အတူပြန်လာတယ်သူမြင်လိုက်ရတာကသူ့ကိုအံ့အားသင့်စေခဲ့တယ်အမှတ်သားတစ်ခုမှမရှိဘူးပြင်ဆင်ထားတာမျိုးတစ်ခုမှမရှိဘူးပကြီးကားကသူခြံထားခဲ့တဲ့အတိုင်းပဲရှိနေတယ်ပကြီးဆရာကရှုပ်ထွေးသွားတဲ့ပုံပေါက်တယ်အဲ့ဒီအခါမှာသူ့မေကပြုံးပြီးပြောလိုက်တယ်ဒါအခုနားလည်ပြီလားဘယ်သူမဆိုအပြစ်ရှာနိုင်တယ်ပြီးတော့အယူများစုကအဲ့ဒီလိုလုပ်ကြတယ်ဒါပေမဲ့ပြင်ဆင်ဖို့အတွက်ပညာကျွမ်းကျင်မှုနဲ့တတိရှိတဲ့သူတွေကတော့အရန်နေပါတယ်တဲ့တခါတရံမှာလူတွေကမင်းကိုကူညီဖို့ဝေဖန်တာမျိုးမဟုတ်ဘူးသူတို့ပိုကောင်းတယ်လို့ခံစားရအောင်ဝေဖန်ကြတာဒါကြောင့်သူတို့ရဲ့အမြင်တွေကမင်းကိုမချိုးဖျက်နိုင်ခင်မင်းကိုမင်းမေးကြည့်လိုက်ပါသူတို့ပိုကောင်းအောင်လုပ်နိုင်သလားသူတို့စူးစမ်းနိုင်သလားလို့ပေါ့